မားစလာရတက်လွဒီနေ့အိမ်သားမှာအရန်စားကောင်းတဲ့မနက်စာဆိုင်လေးမှာအုံနှောက်ခေါက်ဆွဲတောက်စားခဲ့ပါတယ်ဘူးတီကျော်အကြီးနဲ့ကိုမှ2000ပဲကြာမို့လို့ခဏတောက်စားဖြစ်တယ်ပေါ့နော်ဒီနေ့စားနေရင်လည်းသွားစရာရှိအောင်တတိယသွားတယ်အဲ့ဒါနဲ့အားတဲ့အချိန်လေးမှာမနက်စာဆိုင်နဲ့ GI website ကနေပြီးတော့လုပ်ထားတဲ့အင်္ဂလိပ်စာလေးတွေကိုပြန်တွေ့ပြပါတယ်ခဏနေရေမိုးချိုးပြီးတော့အပြင်သွားတော့မှမို့လို့အခုအားတဲ့အချိန်လေးမှာ GI website ကနေ vocab လေးတွေပြန်ပြီးတော့လေ့လာဖြစ်တယ်ပေါ့နော် GIU ကသူကတင်ကြားတဲ့နည်းလမ်းက website လေးနဲ့ဝင်ပြီးတော့ email နဲ့ password ကိုရိုက်ထည့်ပေးလိုက်အောင်နဲ့ grammar နဲ့ vocabulary သင်တန်းကို internet ရှိရဲ့ဘယ်နေရာမှာဆိုအင်္ဂလိပ်စာကိုလွယ်လင်းတကူလေ့လာသင်လို့ရပါပြီ။ဒီကတော့ vocabulary အားနဲ့တူမလို့မနက်စာစားရင်းနဲ့ကိုလုပ်ခဲ့တဲ့စာလေးတွေကိုပြန်ကြည့်ပြန်လေ့လာဖြစ်ပါတယ်။ GIU မှာဖွင့်ထားတဲ့ grammar class မှာဆိုရင် unit တိုင်းရဲ့ video တိုင်းကိုမြန်မာလိုအသေးစိတ်သေးချာရှင်းပြပေးထားပါတယ်။ vocabulary class မှာဆိုရင်လည်းအတန်ထွက်တွေရောပါတဲ့အပြင် sentence တွေကိုလည်းသုံးပုံသုံးနည်းကိုတိတိကျကျအသေးစိတ်သေးချာရှင်းပြပေးထားတဲ့အတွက်အခုမှအင်္ဂလိပ်စာကိုစပြီးတော့လေ့လာမဲ့သူရဲ့အတွက်တော်တော်လေးအဆင်ပြေပါတယ်။ review ကောင်းတွေလည်းအများကြီးရရှိထားတာမို့လို့အင်္ဂလိပ်စာကို GIU မှာအတန်ဆုံးစည်းနှုန်းနဲ့လေ့လာဖို့အတွက် page messenger ကိုအခုပဲလာလိုက်တော့နော်